သုံးတော်သူရတည်းတို့နဲ့ပြောင်းမွေကရဲ့ပြန်ရောက်ရေခွေဆွေးလူနဲ့တကူတော်လောင်ကြီးဝဲဌာနသီလစောင့်သိမ့်ပါကွယ်နဲ့တန်ငါဥပုံနေမှုရကောင်းကြလာတယ်သူဝဲတန်းဝဲရပွေသမှုပြကြဆွေတို့ရဲ့နာဘိမာမှာယုံရုပ်ကိုဘယ်သူရေးခဲ့ပါသလဲလို့ဆိုတော့ဟောရှစ်ချီတုန်းကတို့ရဲ့ပြားလောင်းတော်ဟာခြုံလျိုးတဲ့ယုံမျိုးအစ်စ်ဖြစ်တော်မူခဲ့တယ်ယုံမင်းနဲ့အတူဖြံမြောက်မြေခွေအစရှိတယ်အဆွေတစုတို့နဲ့ကနိုင်ညုံတစ်ခုမှပေါင်းစုံစုလို့နေကြတယ်ဒီလိုနေကြရင်နာပြည်နဲ့မရောက်ခင်အကျိုးတရက်ပါအလောင်းတော်ယုံမင်းကသူ့မိတ်ဆွေသုံးတော်တို့ကိုမနဲ့ကြံဥပုံနေမှာဒါနပြုဖို့သူဝယ်ဝတ္ထုများရှာဖွေထားကြရင်ဩဝါဒပြီးတိုက်ကျွေးနှိုးဆော်လိုက်တဲ့ကွယ်မင်းရလေလားနာမိတ်မမကွယ်ယုံရုပ်ကိုယ်တည်းရေးရပါလို့လဲကွယ်ငယ်ရွယ်သူပေါင်းကိုသင်ရင်းစွာသိပြီးတော့သုံးစုံလေးလေးပြောပြရင်ဖြစ်တော်ကြသူနဲ့တို့ဖျားရှင်မြင့်တင်တော်ကပြုကျင်းခဲ့တဲ့ပါရမီပါကွယ်မှတ်သားစရာသာကြောင်းလို့ဒီဖွဲ့လို့ဒီကဆိုမယ်ဟိုရှိအခါကတိုင်းပါရဝဲတောင်းအောင်ဆုံးလျောယုံမျိုးဖြစ်တော်တယ်တည်သုံးတော်သူရတည်းတို့နဲ့ပြန်ဝဲကရဲ့ပြန်မြောက်ရေဝဲအသွေးလူနဲ့တကူတော်တောင်ကြီးဝဲဌာနသီလစောင့်ထိန်ပါကွယ်နဲ့တန်ငါဥပုံနေမှုရကောင်းကြလာတယ်လူဝဲတန်းဝဲရဝေသမှုပြုကြဆွေတို့ရဲ့တို့လိုပဲနှိုးတော်လိုက်တဲ့ခါမှာကွယ်သတိသုံးမလူကလူဝဲဝတ္ထုပါများရှာလာတယ်ထလုံးလို့လာရဲ့ပြောပြပါအောင်သိရင်ပါသေးတယ်မြောက်ပြီးရှာခဲ့တာကနေရွယ်ထောက်ရှာမလကားဆုံးလေရကုံမြိုင်မှာကွယ်ဗန္ဒရတည့်တီကိုကျွန်တော်မျိုးမြောက်ကြီးကူခဲ့တယ်ရတော့ဘာများရှာလာပါလဲငပြင်းခုနှစ်စီးအပြီးရှာလို့ရဲ့ဌာနမျိုးပြိုးဆိုင်မဲ့ပြန်ပါကွယ်ပြီးတာကိုစေရနာအသွဲသွဲထက်ကန်းသွားမယ်လေမပြတ်မှရှားခဲ့တယ်လက်တွင်ရောက်ကြမိထားခဲ့တယ်အမဲခင်သဝင်လို့သာရဲ့နှုတ်တောင်းလဲယူကရဲ့ကျွန်တော်မျိုးမြည်ခွေးရှာလာတယ်အဲဒီတော့ဖျားလောင်းယုံမင်းကဩသာဓုသာဓုသာဓုလို့ခေါ်လိုက်ပါတော့မယ်ငါမာရကေကပွဲပြောင်းတော့တယ်မြည်သာသင်္ဃာကားတော်ညုံမုံမြင်းငါသမီးမေမုံလူသားတွေနဲ့မသိရောပါတော့တယ်ငါတက်ကိုတတ်လို့ငါသားကိုလူမယ်အလူကန်းလာမဲ့လမ်းကိုဥပုသ်ဆောင်ရင်ညော်မှန်းကနေမယ်အဲဒီလိုကြားလောင်းယုံမင်းကနှိုးဆော်လိုက်တဲ့ဆိုရင်ပဲမိတ်ဆွေများဖြစ်ကြတဲ့မြောက်ကြီးကအနှံ့ရတာနဲ့ပြည့်စုံတဲ့ဗာမယပြည့်စည်ကိုလူမယ်တဲ့တဖန်ဖြန်ကြီးကလည်းငကြင်းကားများရှာဖွေထားကြောင်း